မင်္ဂလာပါပိုလန်ကွေဆာမနာမှာကျွန်တော်ပြန်လဲကြိုဆိုလိုက်ပါတယ်အခုဒီကကျွန်တော်တင်ပြမယ့်သင်ခန်းစာကတော့ရပ်ပင်ဝါဆွဲပြီးတွဲနဲ့ဘီပေါင်းဆက်ခြင်းဖတ်စာနဲ့မှာပါသောစာပိုက်တွေကိုကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်အစဉ်အသစ်ဖြစ်ပြီဆိုရင်ကျွန်တော်နဲ့တူတူလိုက်ကြည့်ကြဖို့ဖိတ်ခေါ်ပါတယ်သမိုင်ခါမနီဘွေကြွဆုံချွေတာမခံစာလာစုကျွဲမဖာကျူဘောအားခွဲကျုံခဖူဝေကျအစားကနေကျွန်တော်တို့တစ်ခေါက်တူတူပြန်ဆိုကြည့်ရအောင်သမိုင်ခါမနီဘွေကြွဆုံချွေတာမခံစာလာစုကျွဲမဖာကျူဘောအားခွဲကျုံခဖူဝေကျဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲဒီသင်ခန်းစာကိုဆုံးထိကြည့်ချူအားပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်